နော်ဝေမြောက်ပိုင်းကဒီကျွန်းလေးအကြောင်းတင်တည်ပါသလားသူ့ကို Sommarøy လို့ခေါ်ပြီးပွင့်ပွင့်လင်းလင်းပြောရရင်အချိန်ဆိုတာတကယ်မရှိလေကဘာပေါ်ကတခုတည်းပေါ်နေရာလို့ဆိုနေပါတယ်နွေရာသီမှာဆိုရင်နေကလုံးဝကိုမဝင်ပါဘူးနေအလင်းရောင်ဟီ69ရက်စက်တိုက်ရနေတာပါနေကအမြဲတမ်းထွက်နေတဲ့အတွက်ဒေတာကန်ဒီကတော်တော်လေးထူးခြားတဲ့အရာတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်သူတို့ကအစိုးရစီတွားပြီးအချိန်တက်မှတ်ချက်ကိုဖျက်သိမ်းပေးဖို့တောင်းဆိုခဲ့ကြတယ်နာယီတွေမရှိတော့ဘူးလူတွေကတကယ်ပဲနာယီတွေကိုနေရန်ကနေဖြုတ်ချခဲ့ကြတယ်နိုးဆက်တွေလည်းမရှိဘူးကိုယ်ခန္ဓာကိုယ်ကနိုးလာတဲ့အချိန်မှပဲအေးရကထားကြပါတယ်ကမန်းကဒန်လောလောဆယ်ဆယ်လှုပ်ရှားမလို့ဘူးမိနစ်လက်တံကိုမိတ်ထားလိုက်တာပဲဘဝကိုသူ့အလိုစီးလုံးခွင့်ပေးထားပါတယ်အချိန်စရာမရှိတဲ့နေရာမှာအရာအလုံးကပြောင်းလဲတော့ပါတယ်သင်ကဘယ်အချင်းရှိတယ်လဲလို့မမေးတော့ပါအချင်းကြီးပြီလားလို့ပဲမေးပါတော့တယ်သင်လှုပ်ချင်တဲ့အချိန်အဆင်ပြေတဲ့အချိန်မှပဲအလုပ်လုပ်ပါတယ်ဆရာနဲ့ဆရာမတွေတကယ်အဆင်ပြေတဲ့အချိန်ကြမှာကျောင်းစာပါတယ်ပြီးတော့စောင်းရည်ရောက်လာပါတယ်အဲ့ဒါကတော့လုံးဝကိုပြောင်းပန်ပါမယ်24နာရီ9ရက်ပတ်လုံးအမြဲတမ်းမှောင်မိုက်နေတဲ့ဝင်ရိုးဆိုညတွေကရက်ပေါင်း90လောက်ရှိပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကတကယ်ကိုယုံနိုင်အလောက်မရှိတဲ့အလားပါပဲမြောက်ပိုင်းအလင်းတန်းတွေကကောင်းကင်ရမ်းမှာစတင်ပေါ်ပေါက်လာပြီးဒီအမောင်ထူကြီးကိုရုပ်ရှင်တဲကမြင်ကွင်းတစ်ခုလိုပြောင်းလဲပစ်လိုက်ပါတယ်အချိန်တတ်မှတ်ချက်မရှိတဲ့ဒီလိုနေရာမျိုးမှာတင်တကယ်လို့နေထိုင်ခြင်းပါသလား